Happy birthday ပါပန်24နှစ်ပြည့်မွေးနေ့လက်ဆောင်ဖြစ်ချန်ပီယံကပတ်ကြီးရယူနိုင်ပါစေပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Active Football Channel ကနေတင်ဆက်နေပါပြီချင်းလေးဖန်ကမြန်မာနိုင်ငံသားအနေနဲ့ပေါ်ထွက်လာခဲ့တဲ့ပထမဆုံး UFC Fighter တူဖြစ်ပါတယ်ဖန်ကသူမိသားစုနဲ့အတူ American ပြည်ထောင်စု Texas ပြည်နယ် Houston မြို့ကိုစနေနေ့သားအရွယ်မှာပြောင်းရွှေ့ခဲ့ပါတယ်ဖန်ကငယ်စဉ်ကလေးကကိုခံပညာနဲ့အားကစားကိုစိတ်ဝင်စားခဲ့ပြီးတော့သူရဲ့စီကံတင်ကြမှုနဲ့ဆွဲလုံးလာကြောင်း MMA လောကမှာထွန်းကားလာခဲ့ပါတယ်။ဗန်က2018ခုနှစ်မှာ Professional MMA ကစားမဘွားကိုစတင်ခဲ့ပြီးတော့ Fury Fighting Championship Fury FC မှာပွဲထွက်ကစားခဲ့ပါတယ်။ Fury FC မှာ10ပွဲကစားပြီးတော့9ပွဲနိုင်ရရှိခဲ့တာ Fury FC 72ပွဲမှာ Flyweight Champion ကပတ်ကိုရယူနိုင်ခဲ့ပါတယ်။အရောင်မြင်မှုကသူ့ရဲ့ UFC ခရီးလမ်းကိုဖွင့်လှစ်ပေးခဲ့ပြီး2013ခုနှစ်ဇွန်လ24ရက်နေ့မှာ UFC on ABC 5ပွဲမှာ Sergey Sumakulov ကိုအနိုင်ရရှိခဲ့ပြီးတော့ UFC ပွဲဥထွက်ကိုအောင်မြင်စွာစတင်နိုင်ခဲ့တာပါ။အခုချိန်ထိဗန်က UFC မှာ10ပွဲနိုင်တပွဲရှုံရလက်ကောင်းတွေရရှိထားပါတယ်။သူ့ရဲ့ထိုးသက်ပုံကလျင်မြန်မှုဤပညာမြင့်မားမှုနဲ့ဖိအားအောက်မှာတည်ငြိမ်မှုကြောင့်ထူးခြားပြီးတော့ဒီတပြင်းတော့သူ့ရဲ့ပေါရှင် scale ကအတော်လေးကောင်းပါပြီးတော့လျင်မြန်မှုရှိတာကြောင့်ပြိုင်ဘက်တွေကိုအခက်အခဲတွေ့စေခဲ့တာပါ။ဗန်ကမြန်မာနိုင်ငံသား UFC Fighter တဦးအနေနဲ့မြန်မာပြည်သက်တွေအတွက်ဂုဏ်ယူစရာပုံကိုယ်တူဖြစ်လာခဲ့ပါတယ်။လက်ရှိမှာဆိုရင်ဗန်ကပန်တိုဂျာစီကနေချန်ပီယံကပတ်စင်ကိုခွင့်ရရှိထားပြီးတော့ UFC ရဲ့အသက်ငယ်ဆုံးချန်ပီယံတွေကတယောက်ဖြစ်လာနေတဲ့ခွင့်ရေးကောင်းတွေပိုင်ဆိုင်ထားနေပါတယ်။ John Jones က UFC တမိုင်းမှာအသက်ငယ်ဆုံးချန်ပီယံဖြစ်မှတ်တမ်းဝင်ခဲ့ပြီးတော့2017ခုနှစ်မှာအသက်23နှစ်နဲ့8လအရွယ်မှာ Light Heavyweight Champion ကပတ်ကိုရယူနိုင်ခဲ့ပါတယ်။အဲဆိုင်ငင်က UFC ရဲ့ဂုဏ်ယူစရာမှတ်တိုင်တွေကိုပြပြီးတော့ဗန်နေနေတဲ့ဒီဆိုင်တွေမှတ်တမ်းကိုချိုးဖျက်ဖို့အတွက်ပြောလင်းချက်တွေရှိခဲ့ပါတယ်။